အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြောချင်တာပေါ့နော်အရင်ကမှရုပ်ဆိုးတဲ့ကောင်မလေးကတနေ့မှသူကဆွေးမလျှော့ဘဲနဲ့မိတ်ကက်တီတအားပြင်လိုက်တဲ့ချိန်မှာလှပသွားတယ်ဆိုတော့လည်းပြပြတော့မှဖြစ်ပါတယ်ဗီဒီယိုမတင်ဖြစ်တယ်ဆိုတာဘာဖြစ်လို့လဲဆိုရင် YouTube ကစီကန်းကြောင်ရဲ့ပြီးရင်စမှုဘဲကနီးနေလို့ပါလဲစကူနိုင်ရလဲဒီနိုင်ကြောင်ငါကြောင်သွားနေဒီနိုင်တာမရှိကြောင်သွားကြရမလို့ဟဲ့ထဲတဲ့ကောင်မထွက်ကြတော့အမေကလည်းတိပါတယ်မလုံးနဲ့အိုးညနာပြလက်ပြီးတော့ပြီးဆိုတော့အင်းနီတော့လဲမဲရပြီးကြောင်းသွားမယ်ဟဲ့ငါလိုက်ကိုမလေးတော့ပြီးတော့ကိုသွားမယ်ကြောင်းရောက်တော့အခါလာဒီနေ့တော့ငါကြောင်းသားတာတော်တော်ပြောတာပဲငါရဲ့လာတော့မပါမုံးလိုက်လားဗျာပါမုံးမိုင်ငါတော့ပြီးထနေကောင်မငါတော့မကနေကျွလိုက်တာဟဲ့ငါတော့လည်းမကနေငါနာလိုက်တာဒီဝမ်းမတော့ခေါ်နေကြပြီလားစိတ်ညစ်ပါတယ်အိမ်မှာပဲ main ကလေးတယောက်ဟာသူ့ကိုစကျင်တာနဲ့ဆရာကလည်းစိတ်မသားတော့ပဲနဲ့သူ့ကိုလည်းစရောဟဲ့ကောင်မညင်တော့ကောင်မဒီเจ้าမလာတတ်တယ်နေရမြန်ဒီเจ้าလာတတ်ရဲ့နော်နင့်ကိုတတိမျိုးမနေဘူးနော်ငါနဲ့ပါဆိုင်လို့လေနင့်ရတော့မသိဘူးငါတော့နင့်ကိုတော်တော်မုန်းတယ်ဟုတ်နေနင့်ကိုငါတော်တော်မုန်းတယ်ကွာနင့်ကိုငါတော်တော်မုန်းတယ်နင့်ကိုတော့မင်းကိုကုန်းလုံးမုန်းတယ်နင့်ကိုမုန်းကုန်မယ်အိမ်မှာပဲဆရာဟာရောက်လာတဲ့ကိုဟဲ့ကောင်မနင့်အခုဒီအိမ်ဝန်ကြီးကျောင်းဝင်ထွက်သွားစမ်းနင့်ကိုငါမျက်နှာလည်းမမြင်ချင်ဘူးဘာဖြစ်လို့လူတွေကမခင်ကြရလဲဘာဖြစ်လို့မတူမနေကြရလဲတော်ပြီငါဒီကြောင်နေပဲထွက်သွားတော့မယ်ဒီမှာမနေချင်တော့ငါထွက်သွားမယ်ဆရာသွားတော့ဒီမှာမနေချင်မကောင်းတဲ့လူတွေငါကျောင်းတက်ပြောင်းမှုလုပ်ခိုင်းတော့မယ်မင်းသမီးကျောင်းပြောင်းတော့မယ်ဟဲ့ညမကျောင်းရောက်မယ်ကျောင်းခုပြောင်းလို့ရမြတ်မလားနင်းဖေငါပြောလိုက်မကောင်းပြီလို့မြောက်ဒီကန်းတော့သူ့အဖေအကျွေးတင်တာပဲဖြစ်ပါတယ်မြောက်သမီးကျောင်းပြောင်းတင်နေအေးပြောရှေ့အိုချုံမလပတေပက္စမလပတေ you can put I can put I can samala gua you can samala gua ပြောလိုက်တန်းအမေသမီးကို plus စာကြိုဝတီလုပ်ပေးပါလားဘာပြောလဲကောင်ကနင်းပေးမယ်ကဲရပါဦးရှေ့ကျမကဲကြပါဦးကျမမေကျမလိုက်နေပြီတော့ကဲကြပါဦးရှေ့ကဲကြပါဦးလိုက်နေအမေတော့မြင်မလို့တော့နင်းထတာလည်းခုနင်းထတာလည်းဟုတ်ကဲ့မိုးလေးနည်းနည်းရနေလို့တိခံပေးကြပါတော်ပြီကဒီမှမနေတော့ငါအိမ်ပြောင်းတော့မယ်သူတွေအကုန်လုံးကားနဲ့သွားကြပါတဲ့ကွယ်ဟဲ့ငါသမီးနင်းဘလူနေရလဲအပေါ်မှာမိတ်ကလေးဆိုတာဒီလိုမနေအောင်လေကွာသမီးကပြောလို့ဖေရဲ့အေးပြောအဲ့တော့အိမ်ရတဲ့ပြောင်းမှာဆိုငါစီကန်းနည်းနည်းထားမရမယ်နော်ဘာဖြစ်လို့ဆိုအိမ်ရတဲ့ပြောင်းလာလွဲတာမဟုတ်ဘူးဟာငါပြောင်းမှာအိမ်ကိုလှလေးပြောင်းမှာတီးပါတယ်အဖေရဲ့စီကန်းကြီးရဲ့ဖေးလောက်စီကန်းကြီးအဖေပဲရှိရဲ့ဒီတော့ဘလို့ပြောနေလဲစကားအဲ့ဒါကြောင့်နင်းရောကတော့ဖေးနေနော်အဖေအဲ့လိုမပြောနဲ့အဖေကနည်းနည်းချောလိုက်သမီးထိုင်လို့ဆရာမလို့အဲ့ဒါအကောင်မအဖေပြစ်ပဲငါလှုပ်ချပလိုက်လို့ဒီသမီးဆိုနှခမ်းပြနေနှခမ်းဆူကြီးဖြစ်သွားမယ်အဖေကသမီးကိုအခုတည်းကပြောနေတာသမီးကဘလို့ခံစားခြေကွမ်းနိုင်ပါလဲဘာပြောနေတာနေခံစားခြေကွမ်းနိုင်တာငါလည်းမသိဘူးနော်နင်ဖြစ်တာပဲနေသိရအခုကမိုးရွာနေလို့ပါအားလုံးပဲ sorry ပါနင်ဖြစ်တာပဲနေခံငါတို့လည်းခံပေးလို့မရဘူးနော်နင်မေလည်းချောတယ်ငါမေလည်းငါလည်းချောတယ်နော်နင်တယောက်တည်း
ရွှေ့ရပါတယ်ဆိုနေမှပဲနှစ်ခါအထုပ်တွေတက်ယူရတော့မယ်ဒီနေ့အမေကလည်းအထုပ်တွေတစ်ခါယူခဲ့ပါစီမယူခဲ့ဘူးရှစ်ကျမကိုပဲမကြောက်ကျင်နဲ့ရှင်းအောင်ရှင်းမယူလားရှင်းအပြစ်လေငါမယူတာမဟုတ်လေနင်တို့သားမီးနှစ်ယောက်ကငါပြောလိုက်မကောင်းဖြစ်တော့မယ်ဒီသားမီးနှစ်ယောက်ကတော့ငါနဲ့တော့တော်တော်တဲ့တဲ့နှစ်ယောက်နော်ငါနဲ့တော့တော်တော်တဲ့တဲ့နှစ်ယောက်သမီးကောင်းလေးတွေနေရှင်းအမြပြောရရှိသေးရဲ့အမလေးကျမဟာလေကျမပြိုတော့ဆိုရင်ရှင်းမငိုတာပါကဲရောက်ပြီငါတို့သွားကြမယ်အားလေအခုမှပဲရောက်လာရတော့တယ်လာသမီးတို့လာနင်တို့သွားတင်လည်းညသွားတော့ဝေးတော့တမ်းမသွားခိုင်းကနင်တို့စတာအိုးငါတော့သွားပြီရဲ့နင်လာပါလို့တာညောင်းနေငါလည်းကြည့်ရဟိုအိမ်လေးကလာလိုက်တာဟာငါလာပါပဲသွားပြီမယ်ငါရဲ့အကြီးကလာရေပဲငါအသားရသွားပြီမယ် let's go အဖေအမေရောနင်းအမေကဒီမှာလေးနင်းအမေကတိုင်းမင်းပြောခုံချပြီးတော့ကေသွားရင်ပန်းအဖေကငိုလဲမငိုဘူးနော်ငါဘာလို့ငိုရမှာတော်ပြေကိုပဲမိတ်ကပြနော်မဲငါမိတ်ကပြင်ပြီးသားပြီးကြောင်းသွားမယ်ငါတော့အလားဆုံးဖြစ်မှာပဲလာပါနာလာအတူစင်းလာတဲ့အချိန်မှာပဲငါသမီးလာသွားပါလားငါသမီးလေးတော့ဒါတော့ငါသမီးမဟုတ်တော့ထင်တယ်အားလုံးပဲအပိုင်း2ကိုစောင့်ကြည့်ကြပါအောင်အားလုံးပဲဘိုင်